အားလုံးမင်္ဂလာပါမင်္ဂလာပါချစ်ပရိသတ်ကြီးတို့โอเคခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုကြတော့စောမင်းမင်းနဲ့ထိုးသက်သားမဲ့ရော့လေဖေးရဲ့ပွဲကြိုအင်တာဗျူးပါโอเคရော့လေဖေးဆိုတဲ့နာမည်ရလဲကျွန်တော်ဘာသာပြန်ပေးမယ်ဗျာရော့လေဖေးဆိုတဲ့နာမည်ဟာငပေါ်နာမည်မဟုတ်ဗျာရော့လေဆိုတာကြတော့တန်ထက်မာတယ်ပေါ့နော်တန်ထက်ကောင်းတယ်ဖေးကျိုဖေးဆိုတာကြတော့စိတ်တန်ထက်ကောင်းတဲ့စိတ်ပေါ့တန်ထက်ကောင်းတဲ့စိတ်ဆိုရင်တန်ထက်ကောင်းတဲ့တန်ထက်မာတယ်ဆိုရင်ဘာရှိလဲတမဏိပေါ့နော်တမဏိစိတ်ပေါ့နော်မြန်မာလိုပြန်တော့ရော့လေဖေးဆိုတာမြန်မာလိုဘာသာပြန်ရရင်တော့တမဏိစိတ်ပေါ့နော်โอเคမနေ့ဖာထိုးတာသွားမယ်ရော့လေဖေးနဲ့စောမင်းမင်းโอเคစောမင်းမင်းရဲ့ပွဲကြိုအင်တာဗျူးတော့ကျွန်တော်မတွေ့သေးဘူးပေါ့နော်အခုစောမင်းမင်းရဲ့ပြန်မဲ့ရော့လေဖေးရဲ့ပွဲကြိုအင်တာဗျူးလဲကျွန်တော်တင်ဆက်ပေးပါမယ်ပြီးတော့ရော့လေဖေးကစောမင်းမင်းကိုအနိုင်ယူပြီးရင်ဘယ်ဖိုက်တာကိုသူတွေ့ချင်လဲโอเคဒီဗီဒီယိုထဲမှာကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဒီရော့လေဖေးကလည်းအရင်ကျွန်တော်ပြောအရင်ဗီဒီယိုထဲမှာကျွန်တော်ပြောထားတယ်လို့မျိုးပဲအရင်ဒီ private တန်းမှာအရင်တွက်လက်အရင်မှာပါတယ်ဆိုတော့ကင်ဆာလက်ကိုအမောက်တိတ်သွားတဲ့ fighter ပါဒီ fighter ကလည်းဒီဆူလီယာလက်လိုမျိုးပဲဗျာထို့နီတူစွာနဲ့ပဲဒီ fighter ရလည်းဘက်ဂီယာမရှိတဲ့ fighter သူထိုးတဲ့ပွဲကိုကြည့်လိုက်ဗျာဝမ်းမှာ16ပွဲထိုးတယ်10ပွဲနိုင်တယ်6ပွဲရှုံးတဲ့ fighter ဒါပေမဲ့သူထိုးရခဲ့တဲ့နောက်ဆုံး2ပွဲ3ပွဲလောက်တော့သူဆက်တက်နိုင်ခဲ့တဲ့ fighter ပေါ့ဗျာပြောရမယ်ဆိုရင်တော့ဒီအရှုံးပွဲကနေပြန်ရုံထလာနိုင်တဲ့ fighter ပေါ့ဗျာစူးမွေထိုင်ကလပ်မှာလေ့ကျင့်နေတဲ့ fighter ပါစူးမွေထိုင်ကလပ်ကြတော့ဘယ် fighterစူးမွေထိုင်ကလပ်ကဒီအရင်တော့စောမမေတွေ့ခဲ့တဲ့ဒီချဝလီလေ့ကျင့်နေတဲ့ကလပ်ပေါ့နော်โอเคဒီရော့လေဖိကလည်းအဲ့ဒီကလပ်မှာပဲလေပွဲအတွက်လေ့ကျင့်ပြင်ဆင်နေတယ်ပေါ့ဟုတ်ကင်ဆာလေးနဲ့မတွေ့ခင်တော့သူလည်းအဲ့ဒီကလပ်မှာပဲဒီကင်ဆာလေးနဲ့ပွဲတဲ့သူစူးမွေထိုင်ကလပ်မှာပဲလေ့ကျင့်နေတယ်โอเคအခုဒီပွဲမှာကြတော့လေဒီလေထိုနီတူစွာနဲ့ပဲဒီစူးမွေထိုင်ကလပ်မှာပဲလေ့ကျင့်နေတယ်ပေါ့နော်အဲ့ဒီစူးမွေထိုင်ကလပ်ကကျွန်တော်ပြောချင်တာကြတော့ဒီလိုမျိုးဒီကလပ်ကထူးဆန်းတယ်ဗျဘယ်လိုထူးဆန်းလဲဆိုတော့သူတို့ဖိုက်တာတယောက်နဲ့လေ့ကျင့်မယ်ဆိုလို့ရှိရင်လေတကယ်ဆောတာတော့တကယ်ဆောတာအဲ့လိုမျိုးမညာဘူးတကယ်ထိုးပွဲတယ်လို့မျိုးပဲသူတို့ကအဲ့လိုမျိုးလေ့ကျင့်တာကိုပြောတာပါโอเคဒီရော့လေဖေးပါတယ်ပြောသွားလဲစောမင်းမင်းရဲ့အားနဲ့ချက်အားတာချက်သူပါတယ်ပြောသွားလဲပြီးတော့စောမင်းမင်းကိုသူဘိုက်ပဲတိုက်ကွက်ဖော်ပြီးစင်မလဲဆိုတော့သူပြောသွားတာလေကျွန်တော်တင်ပြပေးခြင်းပါတယ်โอเคလေပေါ်တာလဲကြာတာပြီ let's go นานเลยนะตอนนี้ ก็กลับมาซ้อมหลังสงกรานต์ครับผมก็ประมาณเดือน ဒီပွဲပြင်ဆင်လာတာတော်တော်ကြာလာတဲ့ဒီရောလေဖေးပြောတာကြတော့ဒီတကြံအပြီးမှာပေါ့နော်တကြံအပြီးမှာသူကလည်းပွဲပြင်ဆင်နေတယ်ပေါ့ เดือนนิดๆครับ ဒီတလားလောက်ရှိမှာပေါ့သူပြောဒီပွဲတဲ့ပြင်ဆင်တဲ့အချိန်ရတာစောမမင်းနဲ့ပွဲ ส่วนที่ซีมวยไทย ครับผม เดิม ครับ ครับกลับมาเจอกับนักชกเพื่อนบ้านนะอย่างซอมินมิน ครับ เป็นไงบ้างครับทำกันบ้านวิเคราะห์ผู้ชกไว้ไงบ้าง ก็ โอเคမင်းစောမမင်းနဲ့ဒီအိမ်နီးနားချင်းဖိုက်တာစောမမင်းနဲ့တွေ့မယ်ဆိုတော့မင်းအိမ်စာဘလာလောက်ထားလဲတဲ့ ดูที่ก็ดูคลิปเขาก็เขามีความอึดความทนเหมือนกันครับผมไม่หมูแน่นอนครับผมแต่ผมดูศึกษาดูคลิปเขาแล้วเขาไม่หมูแน่นอนครับทนมากครับดูแล้วทนมาก โอเคသူပြောတာကြတော့ဒီစောမမင်းကပတ်ချက်ဖိုက်တာမဟုတ်ဘူးလို့ခလေးကလာဖိုက်တာမဟုတ်ဘူးတော်တော်မာတဲ့ဖိုက်တာတဲ့ อาวุธหลักๆที่แน็กคิดว่าน่าจะเตรียมไปศึกตรงนี้หัวแทงเงี้ยใช่ไหมที่เราบอก ก
ก็มี โอ หมั เค ดมี so ဒီပွဲမှာလည်းစောမမေကိုဘယ်ပလန်နဲ့ဘယ်တက်ကွက်နဲ့သွားဆင်မလို့ပေါ့နော်ရှိတယ်တဲ့ เตะขานะครับก็ สลับกันเหมือนเดิม ครับผมก็ต้องบูเหมือนเดิมครับผม โอเคသူပြောတော့သူ fighter ဆော့မယ်လက်တီးနဲ့ခြေတော့ကံမှာပေါ့နော်လက်တီးတွေဒရဇတ်တော့မှခြေကံမှာโอเคစောမမေကလည်းဒီရောက်လေဖေးပါဝါလက်တီးကိုရှောင်းနိုင်ပါမလားတော့မသိဘူးထိရင်တော့ကြမှာတော့ဧကံမုံချပဲဗျ เหมันคุณให้สัมภาษณ์ทางสื่อหลักของวันเนาะว่าจะพยายามเพิ่มสปีดให้มากขึ้นเป็นไงครับ ถึงตอนนี้สปีดคุณเพิ่มจนเป็นที่น่าพอใจยังครับ โอเคနေတည်င်းတော့တွေနဲ့နေအင်တာဗျူးတခြားအင်တာဗျူးတော့နေစပိပေါ့နော်နေလင်းမြန်ဖြက်လက်မှုအပိုင်းမှာနေပို့ပြီးတော့လေ့ကျင့်ထားတယ်ပေါ့နော်အခုကြတော့ဘယ်လိုနေသေးတယ်မင်းရဲ့လင်းမြန်ဖြက်လက်မှုကမင်းလိုချင်တဲ့အတိုင်းတာထိရောက်ပြီလားတဲ့ ก็ต้องรอดูบนเวทีดีกว่าครับเพราะว่ามันถึงจะรู้ครับผมก็ที่ผ่านมามันก็ช้าตลอดครับก็ตอนนี้ก็เพิ่มเร่งสปีดอย่างเดียวครับก็อยากให้มันเร็วจะจัดเหมือนต่างชาติเขาด้วยครับ โอเคသူပြောတာကြတော့စင်ပေါ်မှာပဲသိရမှာပေါ့နော်အရင်တော့ပွဲတယ်ဆိုသူပြောသူထိုးတာတအားနေတယ်ပေါ့သူပြောတာကြတဲ့နိုင်ငံခြားသား fighter လိုမျိုးလင်းမြန်ဖြတ်လက်မှုအပိုင်းမှာသူလည်းပို့ပြီးတော့ပြင်ဆင်လာတယ်ပေါ့နော်ပြင်ဆင်နေတယ်ပေါ့ဒါပေမဲ့သူလိုချင်တဲ့အတိုင်းတာရောက်ပြီလားဆိုတော့လေဒီစင်ပေါ်မှာပဲသိရမယ်တဲ့ ต่างชาติเลยเนาะ ครับผม แล้วลูกหนักของเราดาเมจของเรามันจะลดลงไหม โอเคတကယ်လို့သာလင်းမြန်ဖြတ်လက်မှုအပိုင်းမှာပို့ပြီးတော့လေ့ကျင့်နေမယ်ဆိုရင်ကိုယ့်ရဲ့လက်တီပောက်ကွဲဒိုင်နမိုက်ပောက်ကွဲအားပို့ပြီးရော့ကျလာမလားတဲ့ ก็เราต้องไม่รีบเกินครับ ถ้าเรารีบเกินลูกหนักเราลดลงแน่ครับ โอเคသူပြောတာကြတော့လင်းမြန်စောမသွားပါတော့သူပြောတကယ်လို့လင်းမြန်ဖြတ်လို့တအားမြန်လို့ရှိရင်လည်းကိုယ့်ရဲ့လက်တီပါဝါအားကလည်းကျနိုင်တယ်ပေါ့ပါဝါကျနိုင်တော့ပြောလက်တီထိုးပေါက်ကွဲအားရော့ကျမလို့ပြောတာပါ รีบเกินครับ เมื่อหลังๆนัดเองจะฟอร์มดีขึ้นตามลำดับนะอันนี้มันเกิดจากอะไรครับ โอเคအခုနောက်ပိုင်းမှာမင်းရဲ့ performance တွေပို့ပြီးကောင်းလာတယ်ဘာဖြစ်လို့လဲတဲ့ ก็ผมช่วงหลังไปซ้อมที่ซิวมวยไทยก็ มันซ้อมไม่มันต่างกันกับที่ค่ายของเราซ้อมครับต่างกันมากครับมันซ้อมที่นั่นซ้อมเหมือนต่อยเลยครับ โอเคသူပြောတာရော့လေဖြစ်ဖြစ်သွားတာကြတော့သူနောက်ပိုင်းမှာသူဘာဖြစ်လို့ performance တွေကောင်းလာလဲဆိုတော့သူပြောတာသူစူးမွေထိုင်ကလပ်မှာသွားလေ့ကျင့်နေတယ်ပေါ့နော်သူပြောတယ်နောက်ဆုံးပွဲတွေမှာဆိုလို့ရှိရင်သူပြောစူးမွေထိုင်ကလပ်လေ့ကျင့်နေတဲ့ပုံစံကသူမိခင်ကလပ်ထက်ပိုပြီးတော့ကောင်းတော့ပေါ့โอเคအဲ့ဒီစူးမွေထိုင်ကလပ်ကလေ့ကျင့်တဲ့ပုံစံကတကယ်ဆော်တာတဲ့သူပြောတာအဲ့ဒါလေ့ကျင့်တယ်ပေါ့နော်ပွဲထိုးသူလိုမျိုးဆော်တာတဲ့လေ့ကျင့်တာ ครับที่นั่นซ้อมเหมือนแบบซ้อมต่อยเลยครับซ้อมแบบต่อย เอา เลย ไป ครับ ต่อยเลย ครับ แล้วเนี่ยเองก็ล่อเป้าเราด้วย ใช่ครับเดี๋ยวนี้รอเป่าเองครับ คู่ต่อสู้หรือว่าคู่ซ้อมคู่ซ้อมเราที่เป็นฝรั่งน้ำหนักเยอะนี่เยอะไหม เยอะครับคู่คนไทยก็มีเดชวลิตครับ မင်းရဲ့လေ့ကျင့်ပေါ်လေ့ကျင့်ပဲနိုင်ငံခြားသားတွေများလားများတယ်တဲ့ဒီထိုင်းနိုင်ငံသားဆိုလို့ရှိရင်ဒီချဝလီတယောက်ရှိတယ်ပေါ့နော်โอเคခုနကျွန်တော်ပြောသလိုမျိုးပဲစောမင်းရဲ့အရင်ပြန်ပဲဟောင်း88နှစ်သားလေးဒီချဝလီကလည်းအဲ့ဒီစူးမွေထိုင်ကလပ်မှာပဲလေ့ကျင့်နေတယ်ပေါ့နော် แล้วก็ต่างชาติก็เยอะมากครับ နိုင်ငံခြားသားတွေများတယ်တဲ့ เทียบกับช่วงเวลาที่นัดคิดว่าดีที่สุดกับตอนนี้เป็นไงครับ มันใกล้เคียงกันหรือยังครับ หรือมันห่างหรือมันต่างกันมากน้อยขนาดไหนครับ โอ้ตอนนี้ก็ตรงนี้ดีมากครับ ตอนนี้ดีผมว่าตอนนี้ร่างกายกำลังดีมากเลยครับ แล้วของเราขึ้น135 အခုအချိန်อ่ะသူတွေ့อ่ะအကောင်းဆုံးအချိန်ပေါ့နော်သူပြောတာကြတော့ body band အကောင်းနေတဲ့အချိန် 6 ไฟล์แล้วยังไงบ้างเนาะสัญญามันควรจะหรือยังเนี่ย ก็อยาก မင်း6ပွဲတော့ဆက်တက်နိုင်သွားပြီပေါ့နော်မင်းစာချုပ်မှန်းထားပြီလားတဲ့ ทำฟอร์มดีๆให้มันเข้าใกล้สัญญาวันที่สุดเลยครับ ကျွန်တော်လည်း performance ကောင်းကောင်းစူးစမ်းနေတယ်ပေါ့နော်ဒီစာချုပ်နာရအောင်
35 ปอนด์น้ำหนักนี้ ครับผมก็น้ำหนักนี้เลยครับ ต้องเขาไว้ไงต่อเอาสมมติผ่านไปนี้ไม่ได้มีอยากจะไฟกับใครเป็นพิเศษไหมหรือว่าไปเรื่อยๆก่อน ถ้า โอเค ผ่านไฟ ဒီ นี้ไป ပွဲမှာမင်းကြော်ဖြတ်သွားနိုင်မယ်ဆိုလို့ရှိရင်မင်းရဲ့မှတ်တိုင်မင်းရဲ့ပြစ်မှတ်ကဘာလဲပေါ့နော်ဘယ်ဖိုက်တာနဲ့ဆော်ခြင်းလဲတဲ့ ได้ก็อยากต่อยเอาที่ตัวที่เท่ากันน่ะสนุกครับไอออนดาร์ดไหมออนดาร์ดก็ได้ โอเคသူပြောတာကြတော့ကျွန်တော်နဲ့လုံးတူရတူတောက်တူပေါ့လေအွန်ဒါလားအွန်ဒါလည်းရတယ်တဲ့အိုးအွန်ဒါကိုစင်ကောထိုးတော့ဖိုက်တာပေါ်လာပြီဗျာဒီ flyweight မှာ เท่ากันนะผมว่าเท่ากัน โดนดู เขาไม่หนีด้วยนะ อ๋อ เขาทรงไม่หนีด้วยอะผมว่ามันน่าจะสนุกอยู่ โอเคออนด้าနဲ့တွေ့တော့ကြည့်လို့ကောင်းမဲ့ပွဲပဲတဲ့ဘာဖြစ်လို့ဆိုအွန်ด้าကလည်းဒီမပြေးဘူးလေဘက်ဂီယာမရှိဘူးတဲ့ကျွန်တော်နဲ့တွေ့တော့ပွဲကောင်းတစ်ပွဲဖြစ်သွားမယ်တဲ့အွန်ด้าရေ ครับผมครับที่เขาไม่หนีด้วยมันน่าจะสนุก ที่เราชอบทรงนั้นไหม ครับผ သူ ม လည်းအဲ့ဒီ ชอบทรงไม่ အဲ့ หนี ဒီ เล စ ย ไตล์ကိုကြိုက်တာ ไม่รู้ว่า ผมว่ามันပြေးได้ส ช ไต นะ ล์ แพ้นะครับ แต่ว่าผมว่ามันสนุกอะ ရှုံးလာနိုင်တာတော့မသိဘူးတော့ဒါပေမဲ့အွန်ဒါနဲ့ဆော်ရတော့ဒါပေမဲ့အွန်ဒါနဲ့တွေ့တော့ပွဲကောင်းတစ်ပွဲဖြစ်မှာတော့သိကြတယ်အွန်ဒါကလည်းဘက်ဂီယာမရှိဘူးလေတဲ့အဲ့ဒီစไตล์သူကြိုက်တယ်ပေါ့ โอเคครับแน็กพรุ่งนี้จะถึงวันชมแล้วนะครับฝากอะไรถึงแฟนมวยที่เชื่อว่าน่าจะรอเชียร์เราเยอะเลยทีนี้ โอเค ก็ မ ฝาก နေ့ဖာ ช่วยเชียร์ช่วยเป็นใจให้ နေ့ ผม ဖာ นะครับ ပွဲဆော်ရတော့မယ်ဆိုတော့မျိုးအားပေးတဲ့ပိတ်တဲ့မိဘပြောခြင်းလဲတဲ့ เต็มที่แน่นอนครับผม โอเค อ่ะ ครับ สวัสดี ขอโชคดีครับน้อง สวัสดีครับ โอเคအစွမ်းကိုစူးစမ်းမယ်တဲ့ဗျာโอเคစောမင်းမနေ့ဖာမျိုးလက်တီထိုးပေါင်းတဲ့ချီကန်ချက်တွေသုံးပြီးတော့မျိုးကိုဖြိုမဲ့ရော့လေဖေးထိုင်ဖိုက်တာပါရော့လေဖေးကြတော့ရော့လေတမဏိစိတ်မြန်မာလိုပြန်တော့သူ့နာမည်ကတမဏိစိတ်ပေါ့နော်โอเคခုနသူပြောသွားတာကြတော့ဒီစောမမေရဲ့အားတာချက်ကပါလဲဆိုတော့အောင်စောမမေကမာကိုတော်မြင့်နေပေါ့နော်သူပြောတာစောမမေကလည်းကလေးကလာဖိုက်တာမဟုတ်မာကိုတော်ကောင်းတဲ့ဖိုက်တာတဲ့โอเคအဲ့ဒီတစ်ချက်ပေါ့နော်သူကစောမမေကိုဗာတိုက်ကွက်နဲ့သွားဖော်မလဲဘယ်ပလန်နဲ့လဲဆိုတော့သူပြောတာဖိုက်တာဆော့မဲ့လက်တီပိုတော့မဲ့ချစ်ကန်ချက်တွေပို့ပြီးသုံးမယ်တဲ့ဗျာโอเคပြီးတော့ဒီပွဲကကြော်နိုင်သွားရင်မင်းပဲဖိုက်တာနဲ့ဆောခြင်းလေသူဖြေသွားတာကြတော့သူနဲ့လုံးတူရဲတူတောက်တူနဲ့ဆိုရင်ဟိုနေသူဘက်ကလည်းမငင်းမတော့ပဲဖိုက်တာလဲဆိုတော့ရမဒါအွန်ဒါပါโอเคရမဒါအွန်ဒါသူနဲ့တွေ့မယ်ဆိုရင်တော့ပွဲကောင်းတစ်ပွဲဖြစ်မှာတော့တေးကြတဲ့ရှုံးလာနိုင်တာတော့မသိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူပြောသွားတာကြတော့ရမဒါအွန်ဒါကလည်းဘက်ဂီယာနောက်ဆုံးမတက်တဲ့ဖိုက်တာဆိုတော့သူနဲ့တွေ့တော့ပွဲကားတော့ပွဲဖြစ်မှာတော့အာမခံတယ်ပေါ့ဗျာโอเคဒီလောက်ပါပဲဒါကြတော့မနေ့ကကြာရဲ့စောမမင်းနဲ့ထိုးတော့သွားမဲ့တမဏိစိန်ခေါ်ရော့လေဖေးရဲ့ပွဲကြိုအင်တာဗျူးလေးပါโอเคဆုံးတဲ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါအပန်းမကြည့်လိုက်အန်ချယ်လေးနဲ့ကူညီပါဦးဗျာโอเคဒီလောက်ပါဆုံးတဲ့ကြည့်ရှုပေးတဲ့ကျေးဇူးပါ